လေးခွန်ထွက်ပြီးတာနဲ့ကျွန်တော်9တော့မဟုတ်10ဒီဒီကြပေါက်လာကိုလာပါတယ်။နဲတော့3ချိန်တွင်ကိုလာပါတယ်။ဒီຢာလေးကတော့3ညဘိတ်2ချိန်ပဲကြာကြာ5ဘိတ်2ချိန်ပဲကြာကြာဒါမှမဟုတ်3ညဘိတ်နဲ့5ဘိတ်နှစ်ခုပေါင်း3ညဘိတ်2ချိန်5ဘိတ်2ချိန်ပဲကြာကြာကျွန်တော်3ညဘိတ်နဲ့5ဘိတ်နှစ်ခုပြန်ထိမလိုက်ထိုးမှဖြစ်ပါတယ်။ဖော်မြူလာလေးကလည်းသင်္ကာကအတိုင်းပါပဲเนาะကျွန်တော်ခွန်ဘိတ်2ဘိတ်ခွန်ပရိတ်2ကြိမ်2ပရိတ်2ကြိမ်ဒါမှမဟုတ်ရင်ခွန်ပရိတ်နဲ့2ပရိတ်နဲ့1ကြိမ်စီကြာတာမျိုးဆိုလို့ရှိရင်ကျွန်တော်ခွန်ပရိတ်နဲ့2ပရိတ်နဲ့ပြန်ထည့်ပြီးမှလိုက်ထိုးပေးရမှာဖြစ်ပါတယ်88ဘူးထွက်ပြီးပြီဆိုတာနဲ့3ညဒါမှမဟုတ်ကျွန်တော်နှစ်ခတ်ပေါ့နော်3ညလာရင်လား3ညလာဟုတ်နှစ်ခတ်ကျွန်တော်တို့ပြေတော့ပါပြီးမယ်ကျင်းတွေထွက်ပြီးမယ်ဆိုတဲ့ဟာလေးဖြစ်ပါတယ်ဒီဟာကကြတော့1ပရိတ်နဲ့တစ်ပရိတ်နှစ်ခါကြာလို့ရှိရင်ကျွန်တော်တို့2ပရိတ်နဲ့9ပရိတ်အဲ့နှစ်ခုလိုက်ထိုးရမှာ2ပရိတ်9ပရိတ်ကြာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့1ပရိတ်ကိုပဲလိုက်ထိုးရမှာဒီကောင်လေးကတော့ကိုစင်ပြီးထိုးရမှာဟာလေးဒီကတော့9ခုထွက်ပြီးတာနဲ့ကျွန်တော်တို့ရေကိုပေါ့နော်ရေကိုထွက်ရင်ထွက်မယ်ဒါမှမဟုတ်လို့ရှိရင်10ပေးပေါ့ရနော်10 20 30အဲ့လို10ပေးထွက်ပြီးမယ်ဒီဟာလေးပါ9ခုထွက်ပြီးတာနဲ့ထွက်ရမှာဟာလေးတော့ကတော့နှလုံးဒီပေးရရှိတဲ့ဘတ်တိုင်းပေါ့နော်နှလုံးဒီပေးရရှိတဲ့ဟာတနေ့လာလေးပေးကျွန်တော်ပြင်ပဲနေ့မှာပေးဖြည့်ပြီးဆိုတာနဲ့ကျွန်တော်တို့မွေးထိုးရမယ့်အခွေလေးဖြစ်ပါတယ်ဒီမဒီကပေးရှိပြီးဆိုရင်2 6ခုကိုအခွေဘူးလေးဒါလေးမွေးထားတယ်မှာထိုးထားလိုက်ရင်ဒီကြပေါက်ပေါက်ဖို့ကညားနေပါပြီနော်90%ခိုင်တော့ပေါက်ပါတယ်နော်အဲ့တော့9နဲ့ထွက်ပြီးတိုင်းဒီကျွန်တော်တို့ပါဝါဒီပါဝါတော့မဟုတ်ကျွန်တော်10ပြည့်ပေါ့နော်ဒီကြပေါက်ထွက်ပြီးတယ်ပါနော်ဒီ9နဲ့ထွက်ပြီးရင်လိုက်ထိုးရမယ့်ဟာလေးဖြစ်ပါတယ်ဒီကတော့ဒီဖော်မြူလာလေးကတော့ကျွန်တော်တို့အပူးထွက်တယ်ပေါ့ဘာအပူးပဲထွက်တယ်တက်ဘူးကနေ9ဘူးထိကျွန်တော်ကြိုက်တာဆိုတော့ညဘူးတော့ပေါ့နော်9ဘူးပါပဲထွက်ထွက်ကျွန်တော်8လေး9ခွေလေးကိုဝှေ့ထုတ်ထားရုံဖြစ်ပါတယ်ဒီကောင်ဒီဟာလေးကတော့ကျွန်တော်နေ့လယ်ပိုင်းမှာအပူးပေါ့66ဘူးတစ်ခုလည်းထွက်ပြီးနေ့လယ်မှာ12နာရီပြီးတော့12နာရီထိုးတော့မှ66ဘူးထွက်ပြီးဆိုတော့ကျွန်တော်တို့က8-9အားတစ်ကွက်သေးပေါ့အဲတစ်ကွက်သေးအားတိုင်းမှာမွေး2ကွက်ပေါ့ဗျာနော်8-9အား2ကွက်ဖြစ်သွားမှာအားလိုက်တော့အဲ2ကွက်ကိုမွေးထိုးထားမှာကျွန်တော်တို့တစ်ကွက်သေးဆိုမွေးထိုးပဲပေါ့လေအဲ့ဒါလေးကိုကျွန်တော်တို့တစ်ပတ်တိုင်း2ပတ်တိုင်းမွေးထိုးတယ်ကြောက်ထွက်ခဲ့ပါရနော်တင်းနှစ်ထွက်ပြီးတာနဲ့ကျွန်တော်တို့ဘူးပေါ့ဘူးထိုးပေါ့နော်ဘူး10ကွက်ဟောတင်းနှစ်ထွက်ပြီးတာနဲ့ဘူးစားဖို့လာပါဖြစ်ပါတယ်ဒီဖော်မြူလာလေးကလည်းပဲကျွန်တော်တို့ရှေ့မှာပြခဲ့တဲ့အတိုင်းပဲခွန်ပရိတ်2ကြိမ်သို့မဟုတ်2ပရိတ်2ကြိမ်ထွက်တယ်ဒါမှမဟုတ်ခွန်ပရိတ်1ကြိမ်2ပရိတ်1ကြိမ်ထွက်ပြီးပြီဆိုတာနဲ့ခွန်ပရိတ်2ပရိတ်1ကြိမ်ပြန်လိုက်ထွက်ပြီးတဲ့သဘောလေးကိုပြောပြတာပါဒါလိုက်ထိုးရမှာလေးဖြစ်ပါတယ်အဲဒါကျွန်တော်ရဲ့ဒုတိယဆရာတန်း channel လေးကိုကျွန်တော်နေ့တစ်နေ့ဖော်မြူလာလေးမျိုးကိုတင်ဆက်ပြီးတော့မှဖြစ်လို့ကျွန်တော်ရဲ့ channel လေး like နဲ့ subscribe လုပ်ပြီးမှအတူကြပါဦး